မင်္ဂလာပါဗျကျွန်တော်ဒီနေ့မျှဝေပြီးတော့မယ်အကြောင်းအရာကတော့ဗောနော်ကျွန်တော်တို့ရဲ့ဖုန်းတွေဗောနော်အတုံးပြုနေနေတဲ့ဖုန်းတက်ခဲအားမခံတဲ့ပြဿနာကိုဗောနော်ဒါဖြေရှင်းလို့ရတဲ့နည်းလမ်းလေးကိုဒီနေ့မျှဝေပြီးတော့မှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာပါတဲ့ setting တွေကိုတစ်ချက်ဝင်ပေးရမှာပဲဖြစ်ပါတယ်ဗျ setting တွေကိုဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာပါတယ်ဗောနော်ဒါ location ဆိုတဲ့ကျွန်တော်တို့စာတန်းခလုတ်လေးကိုကျွန်တော်ရိုက်ရှာပေးရမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ဖုန်းမှာဆိုရင်တော့ဒါအလဲကောင်းမှာပါတာပဲဖြစ်ပါတယ်ဗျတခြားတော့ဖုန်းတွေမှာဆိုရင်အောက်မှာတွေပါတတ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့အနေနဲ့အဲ့ setting လေးကိုတစ်ချက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျ location ဆိုတဲ့စာတန်းလေးကိုနှိပ်ပြီးတော့ဆိုရင်ကျွန်တော်တို့အနေနဲ့ဆက်ပြီးတော့ကျွန်တော် location service ဆိုတဲ့ကျွန်တော်တို့ဒီနေရာလေးမှာမဖွင့်ရရဆိုရင်ဖွင့်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ဖွင့်ပေးလိုက်ပြီဆိုရင်ဒီလိုမျိုးလေးပေါ့နော် 1 Bluetooth scanner ညဆိုတဲ့စာတန်းလေးပေါ်လာမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်အဲ့စာတန်းလေးကိုနှိပ်လိုက်မယ်ဆိုရင်အခုလိုမျိုးပေါ့နော် Wi-Fi and scanning နဲ့ကျွန်တော်တို့ Bluetooth and scanning ဆိုတဲ့ကျွန်တော်စာတန်းလေးနှစ်ခုကိုတွေးရမှာပဲဖြစ်ပါတယ်ဗျအဲ့စာတန်းလေးနှစ်ခုရဲ့ဘေးနားမှာပေါ့နော်ကျွန်တော်တို့ရဲ့ခလုတ်လေးတွေအခုလိုမျိုးလေးတွေဖွင့်ထားမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ပိတ်ပေးဖို့ရလိုအပ်ပါတယ်ဗျအခုလိုမျိုးလေးပွင့်နေမယ်ဆိုရင်ကျွန်တော်တို့ရဲ့ Wi-Fi scanning ဆိုတဲ့စာတန်းခလုတ်လေးလည်းအခုလိုမျိုးပွင့်နေမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘေးနားမှာရှိတယ်ပေါ့နော်ဖုန်းတကယ်လို့ဖုန်းတွေပါပိတ်ထားရင်တော့မှဒါတူကအလုံးလုံးနေတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ရဲ့ဖုန်းမတီကိုကျွန်တော်တို့ရေရှည်အသုံးမခံတာပဲဖြစ်ပါတယ်ဗျဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့အဲ့ကောင်လေးတွေကိုတစ်ချက်ပိတ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာပါတဲ့ setting တစ်ခုကိုပိတ်ပြီးပြီဆိုရင်တော့နောက်ထပ် setting တစ်ခုကိုပိတ်ပေးရလိုအပ်ပါတယ်ဗျပိတ်ပေးရတဲ့ဆိုရင် additional setting ဆိုတဲ့ကျွန်တော်စာတန်းခလုတ်လေးကိုတစ်ချက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျပြီးပြီဆိုရင်ကျွန်တော်တို့နည်းနည်းလေးဆွတ်တင်လိုက်မယ်ဆိုရင်တော့ developer option ဆိုတဲ့ကျွန်တော်တို့ဒီစာတန်းခလုတ်လေးကိုတွေးရမှာပဲဖြစ်ပါတယ်ဗျတချို့တော့ဖုန်းတွေမှာဆိုရင်တော့ကျွန်တော်တို့ဒီစာတန်းခလုတ်လေးရကျဆိုရင်ပွင့်နေဦးမှာမဟုတ်ဘူးเนาะဒါမှပွင့်နေဘူးဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဖွင့်ပေးဖို့ရလိုအပ်ပါတယ်ဗျဖွင့်ပေးရအတွက်ဆိုရင်တော့မိတ်ဆွေရဲ့ဖုန်းမှာပါတယ်ပေါ့เนาะ about and debate ဆိုတဲ့ကျွန်တော်တို့စာတန်းလေးတွေကိုတစ်ချက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်အဲ့စာတန်းလေးကိုရောက်ပြီးသွားပြီဆိုရင်ကျွန်တော်နည်းနည်းလေးအပေါ်ဆွတ်တင်လိုက်မယ်ဆွတ်တင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်ရဲ့ဖုန်းမှာဆိုတော့ Oppo မျိုးစားဖြစ်တဲ့တော့ဗောနော် version ဆိုတဲ့စာတန်းခလုတ်လေးတွေကိုတစ်ချက်နှိပ်ပြီးတော့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ဒီမှာဆိုရင် blue number ဆိုတဲ့စာတန်းခလုတ်လေးကိုကျွန်တော်အနေနဲ့ရှစ်ချိန်တိတိပေါ့နော်ကျွန်တော်ဇက်တိုက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်လှုပ်လေးနှိပ်ပေးလိုက်မယ်ဆိုတော့ကျွန်တော်တို့အစိုးလေးကကျွန်တော်တို့ဖုန်းထဲမှာမပါတယ်ပေါ့နော်ဒါ original setting တွေကိုတစ်ချက်ဝင်လိုက်မယ်ဆိုတော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာမပါတယ်ပေါ့နော် developer option ဆိုတဲ့စာတန်းခလုတ်လေးဆိုရင်ကျွန်တော်တို့အလိုပွင့်လာမှာပဲဖြစ်ပါတယ်ဗျမိတ်ဆွေရဲ့ဖုန်းထဲမှာမပါရဘူးဆိုရင်ကျွန်တော်တို့အစိုးလေးကကျွန်တော်ပြောလိုမျိုးဒါရှစ်ချက်တိတိနှိပ်ပြီးတော့ကျွန်တော်ဖွင့်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်အဲ့ဆဲကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့အနေနဲ့နည်းနည်းလေးအပေါ်ဆွဲတင်လိုက်မယ်ပေါ့နော်ဆွဲတင်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဒီထက်မှဆိုရင်ကျွန်တော်တို့ background ဆိုတဲ့ကျွန်တော်တို့စာတန်းလေးကိုကျွန်တော်တို့လိုက်ရှာပေးရမှာပဲဖြစ်ပါတယ်ဗျဒီမှာဆိုရင်ကျွန်တော်ပြပေးမယ်ပေါ့နော်ဒီမှာဆိုရင် background process limit ဆိုတဲ့ကျွန်တော်စာတန်းခလုတ်တွေကိုကျွန်တော်တို့လိုက်ရှာပေးရမှာပဲဖြစ်ပါတယ်ဗျတွေ့ပြီဆိုရင်အဲ့ထက်တစ်ချက်ဝင်လိုက်မယ်ဝင်ပြီးတော့ဆိုတော့ no background process ဆိုတဲ့ကျွန်တော်တို့စာတန်းလေးကိုကျွန်တော်တို့အဆက်လေးပြောင်းပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းပေါ့နော်ဒါခဏနဲ့ပေါ့နော်ဒါအာကုံနဲ့ပြဿနာကိုဖြေရှင်းလို့ရတဲ့နည်းလမ်းလေးကိုပဲဖြစ်ပါတယ်ဗျဒါဆိုရင်မိတ်ဆွေရဲ့ဖုန်းထဲမှာအခုလိုမျိုးလေး setting လေးတွေကိုမလောက်ရဘူးဆိုရင်လောက်ကြည့်လိုက်ပါဗျဒါဆိုရင်မိတ်ဆွေတို့ရဲ့အတွက်အကျိုးရှိမှဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့အားပေးကြပါဦးဗျဒါဆိုရင်မိတ်ဆွေများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကြမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ချွတ်မြတ်ကောင်းတော်နဲ့ပေါ့နော်ဒီနေ့မြောက်ပြီးတော့တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲဗျ